Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ Chelsea နဲ့ Man U ပွဲလေးကိုသုံးသပ်ကြည့်ချင်ပါတယ်ဗျအရင်ဆုံးပြောချင်တာကတော့ဒီ Chelsea နဲ့ Man U ပွဲလေးကိုပေါ့နော်ပေါက်ကြီးဖွင့်လှစ်ထားတဲ့ပုံစံကတစ်လုံးကို40ရှုံဖွင့်လှစ်ထားတယ်ကျွန်တော်ဒီဗီဒီယိုလေးမရိုက်ခင်တော့ဆိုလို့ရှိရင်တစ်လုံးကို30ရှုံပေါ့လေအခု40ရှုံဆိုတော့နည်းနည်းတော့တက်လာတာပေါ့အဲ့တော့အရင်ဆုံးကျွန်တော်ပြောချင်တာကတော့အင်ရှင်ဖြစ်တဲ့ Chelsea ရဲ့ line ရလေးကိုကြည့်ချင်တာပေါ့နော်အဲ့မှာသူတို့ရဲ့ Chelsea ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ Nicolas Jackson ကဒီပြီးခဲ့တဲ့ Newcastle နဲ့ပွဲမှာတိုက်ရိုက်အနေနဲ့ထွက်ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲလဲပွဲပဲဖြစ်မယ်နောက်ထပ် Forward နဲ့ပွဲမှာလဲပွဲပဲဖြစ်သွားပြီပေါ့နော်အဲ့တော့သူတို့ရဲ့တိုက်စစ်မှုစစ်စစ်ဖြစ်တဲ့ Janet ဒီ Nkunku တို့ Agu တို့ရှိတယ်လေသူတို့ကလည်းဒဏ်ရာရနေကြတယ်ဒဏ်ရာရလူစင်းဖြစ်နေရပါလေအဲ့တော့သူတို့မှာတိုက်စစ်မှုစစ်စစ်မပါတော့ဘူးပေါ့ဒါပေမဲ့လည်းသူတို့ဒီတိုက်စစ်မှုနေရာတွေမှာနတ်တိုတို့ပါမာတို့ရှိပါတယ်ဗောနော်ဒီနောက်တစ်ခုရှိတာကဂျေဒန်ဆန်ချိုကလည်းဒီမန်ယူကနေငှားခေါ်ထားဆိုတော့ဒီပွဲမှာပါဝင်ကစားနိုင်မှာမဟုတ်ဘူးဗောလေဒါပေမဲ့လည်းဒီချဲစီမှာကစားသမားတွေကနှစ်တင်းစာလောက်ရှိနေဆိုတော့သူတို့အကောင်းဆုံးပုံစံနဲ့ပွဲထွက်လာမယ်ထင်ပါတယ်တကယ်လို့ဒီပွဲမှာသာချဲစီကသူတို့မျှော်လင့်တဲ့အတိုင်းရလက်မထွက်ခဲ့ပဲနဲ့ခြေချော်ခဲ့မယ်ဆိုလို့ရှိရင်သူတို့နောက်ဆုံးကန်ရမယ့်ပွဲကသူတို့ရဲ့ချန်ပီယံလိဘုံကမှာအဲ့လိုအပြိုင်ဆိုင်ကန်နေရတဲ့ Nottingham Forest နဲ့ကန်ရမှာအဲ့ဒါမှ Nottingham Forest ကိုသွားကန်ရမှာဆိုတော့သူတို့တွေအရန်ဒီခုပွဲလောက်လွယ်ကူးနေမှာမဟုတ်ဘူးပေါ့လေသူတို့အိမ်ကွန်းမှာကန်ရလောက်လွယ်ကူးနေမှာမဟုတ်ဘူးတခုရှိတာကဒီ Nottingham Forest နဲ့ကန်ရမယ့်ပွဲကမေလ25ရက်နေ့မှာကန်မယ်နောက်ထပ်Conference League Final 29ရက်နေ့မှာကန်မယ်ဆိုတော့ဒီ9ရက်အတွင်းမှာဒီပွဲချက်နှစ်ပွဲကန်ရလို့ဖြစ်သွားမှာပေါ့ဒါအောင်မှဒီ Man U နဲ့ပွဲကိုသူတို့ကရလက်ကောင်းရအောင်မကန်နိုင်ရလက်ကောင်းရအောင်မစွမ်းဆောင်နိုင်ဘူးဆိုရင်သူတို့နောက်လာမဲ့နှစ်ပွဲလုံးတော့ကိုသူတို့ဖိအားတွေဝင်သွားမှာပဲအဲ့တော့ဒီ Man U နဲ့ပွဲမှာရလက်ကောင်းတွေရအောင်သူတို့မဖြစ်မနေကြိုးစားမှာကိုဖြစ်မှာပေါ့လေအဲ့တော့ဒီChelsea အနေနဲ့ကတော့အကောင်းဆုံးပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျာ Okay Man U ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ Chelsea နဲ့ကန်တဲ့ပွဲပြီးလို့ရှိရင်သူကန်တဲ့ပွဲပြီးရင်ဒီ9ရက်ပဲခြားတယ် Europa League Final တွေစပါနဲ့ကန်ရမယ်အဲ့တော့ Man U ရဲ့ဒီရာသီနောက်ပိုင်းမှာသူတို့ရဲ့အဓိကမျှော်လင့်ချက်က Europa League Champion ဖြစ်ဖို့ပဲ Europa League Champion ဖြစ်ရင် Champion League ဝင်ခွင့်လည်းရသွားပြီအဲ့တော့သူတို့ Europa League ကိုတကယ်ကိုအောင်စိုက်ထားတာအဲ့တော့ခု Chelsea နဲ့ကန်မဲ့ပွဲမှာသူတို့အနေနဲ့သူတို့ဒီ line ရက်ကအဓိကကစားသမားတွေတန်ရာမရဖို့ပဲအဓိကပဲအဲ့တော့တန်ရာမရဖို့ဆိုလို့ရှိရင်ဒီလူငယ်ကစားသမားလေးတွေကိုပွဲထုတ်မယ်ဒီဝိုင်းကစားသမားတွေကိုကြတော့ဒီပွဲထိန်းအောင်ပဲနည်းငယ်ထည့်ပြီးတော့အဲ့လိုမျိုးကန်လေးအဲ့လိုမျိုးကစားလိမ့်မယ်ကျွန်တော်တို့ယူဆတယ်အဲ့တော့ဒီ line ရက်ကိုသူတို့အဆင်ပြေတယ်လို့ပဲသူတို့ကစားလိမ့်မယ်အဲ့တော့ Man U ကရှုံးနိုင်တယ်သူတို့ကတော့ရေးမပါဘူးဒီပွဲကဒါပေမဲ့လည်းဒီပွဲကိုသူကရှုံးခဲ့ရင်တောင်မှပဲဂိုးပြက်အရန်အဲ့လိုမျိုးစိုးဝါးကြီးမရှုံးဖို့ပဲသူတို့တက်ကတ်ထားလိမ့်မယ်ပေါ့နော်တနိုင်ဆုံးတီးကြအောင်ကမ်းမယ်မရလို့ရှုံးလို့ရှင်တယ်ဂိုးကျင်းပြောင်းတဲ့ဂိုးရက်လက်လေးနဲ့ပဲသူတို့ရှုံးခံလိမ့်မယ်ရှုံးအောင်မကြိုးစားလိမ့်မယ်ထင်တယ်ဒီကျွန်တော်ပြောချင်တာChelsea ရဲ့ဒီ Nato တို့ပါမာတို့ရဲ့တိုက်စစ်ကစားပုံနဲ့ Man U ရဲ့ဒီအရန်နေနဲ့ကစားသွားမဲ့ပုံစံကိုတကယ်ပဲတောင့်ခံနိုင်မယ်လို့ထင်တာပေါ့နော်ကျွန်တော်အနေနဲ့ရွေးချယ်မယ်ဆိုလို့ရှိရင်တော့ဒီဟိုပဲပေါ့ကျွန်တော်အနေနဲ့ရွေးချယ်မယ်ဆိုလို့ရှိရင်ပေါက်ကြီးကတစ်လုံးကို40ရှောအဲ့ကြတော့ဒီပေါက်ကြီးရတော့ဘလုံးနေ Chelsea ကိုရွေးချယ်ရမှာဖြစ်နေတာ Chelsea ကိုပဲနေမယ်ပေါက်ကြီးတစ်လုံးကို50ရှုံးဆိုလို့ရှိရင်ကျွန်တော်တို့Chelsea မှာတစ်လုံးကို40ရှုံး50ရှုံးဆိုရင်ကျွန်တော် Chelsea မှာပဲနေရမယ်ပေါက်ကြီးရတော့ Chelsea ဘလုံးနေနိုင်မယ်ဆိုတဲ့ဖော်ပြထားတာပေါ့နော်တခုရှိတာဒီ Chelsea ကတကိုးရသွားတယ်သူကအဲ့လိုမျိုးပွဲကိုထိန်းပြီးတော့ကန်နေတယ် Man U ကလည်းဂိုးရဲ့လက်ကျင်းပြောင်းတဲ့ဂိုးရဲ့လက်လေးနဲ့ပဲဒီဆက်ပြီးတော့ထိန်းကန်နေမယ်ဆိုလို့ရှိရင်နှစ်ဂိုးဖြစ်မသွားတာတို့နောက်ပွဲပြီးကန်နေမှာ1-1ဖြစ်သွားတာတို့ပဲစိုးရင်စရာရှိတယ်ပေါက်ကြီးရတော့ Chelsea ကိုဘလုံးနေကျွန်တော် Chelsea ကိုပဲရွေးချယ်ရမှာပဲတကယ်လို့တငယ်ချင်းတော့ပေါ့နော်ဒီပွဲရဲ့ရလက်ကိုဘယ်လိုထွက်မယ်ထင်လဲပေါ့နော်ကိုယ့်ရဲ့ team ယူဆချက်လေးကို comment မှာရေးပေးခဲ့ပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နော်